နေ့တော့ဘန်ကောက်ကနေထွက်ခွာကြပါပြီဖူကက်ကမ်းခြေကိုသွားကြပါမယ်ကျွန်တော်တို့အခုချိန်ကဝင်နေပါပြီပြီးတော့တိတ်မကြခင်နိုင်ပိုင်းတွင်းမှာဖူကက်ကိုရောက်တော့မှာဖြစ်ပါတယ်ဆိုရင်ဖူကက်ကိုရောက်ပါပြီသူတို့လေးစစ်ဖို့ပြင်ဆင်နေပါပြီအခုသွားမယ့်နေရာပတောင် beach ဖြစ်ပါတယ်ဖူကက်မြို့ရဲ့ထင်ခဲ့ရနေရလို့ပြောပါတယ်ဖူကက်မြို့ရဲ့ night life ကိုခံစားရမှာပါသူပြောရမှာမသိဘူးတော်တော်စီကားဒါတော့ဒီ shopping mall ရဲ့ကနေထွက်ပြီးတော့beach ဘက်ကိုသွားပါမယ်attraction တစ်ခုနေတယ်ပေါ့နော်ဒီလာတဲ့လူတွေကိုအဲ့ခံတဲ့သဘောပါမသိလို့ရှိရင်ချထားရင်အယုတ်တရုတ်လိုပဲဒါပေမဲ့ယုတ်တရထလိုက်ပြီးလူတွေကိုလှန့်တဲ့သဘောပေါ့ကျွေးတွေပုံခဲ့ပေးလိုက်အဲ့လိုနေနိုင်ဖို့ဆိုတာလွယ်တာမှမဟုတ်ဘူးနော်တိုးတက်တယ်ဘာလို့ဆိုတော့ international လေစိတ်တွေပါအထိရှိရခါကြတော့သူတို့ဒီနေရာလေးကလုံးဝအကုန်လုံးပေါ့နော်စေယုံကျောင်း shopping mall ကစားကွင်းအကုန်လုံးဒီနေရာထဲမှာပဲတူတူရှိရယ်9နာရီလောက်ဆိုလို့ရှိရင်အဲ့ခုသွားမယ့်နေရာစပြီးတော့လူစီရယ်လို့ပြောပါတယ် show တွေလည်းရှိရယ်လမ်းမမှာလည်းလူတွေအများကြီးနေပေါ့နော်။အဲ့ကတော့သူတို့ဒီကထွက်တဲ့ခီးဝင်နေနောက်ပြဒီရောင်းနေဆိုင်ဖြစ်နေတယ်အပြင်မှာပြတာတော့ဆိုင်လုံးကခီးဝင်နေကြီးပဲကျွန်တော်မနေ့ကဖတ်တဲ့စာထဲမှာရေးရအမှန်တယ်ပတောင် beach မှာလာပြီးတဲတင်တယ်လို့ပြောတာပြောရဟိုတယ်အမှန်တယ်ဗျဘာလို့လဲဆိုတော့ဒီဘက်မှာပျော်စရာကြီးတညအလုံးဟိုဘယ်ကောင်မလဲပြင်းနေညဘက်အိတ်မပျော်လို့ပြင်းတဲ့ခါမျိုးဆိုရင်တော့ဒီမှာထွက်ထိုင်နေတော့တော်တော်မိုက်တယ်ဘာလို့လဲအမြဲစီနေတာပျော်စရာကြီးရိုက်เสียရတယ်ဒီလို shopping center တို့ပါကြတယ်ရိုက်ရတယ်ရုံးနေကြတယ်အာဟာငယ် message ပို့တယ်ဟာဟာโอเคကြောက်သွားတယ်ဟုတ်ပြီနော်တောင်ပြီးရှိုးရောက်ပါပြီတောင်ပြီးပါရန်စီရရပါရှိုးအပြည့်ပဲရှိုးတွေတောက်လျှောက်ရှိရဲပြီးတော့ဆုံးမကန်းချီကိုရောက်တယ်လို့ပြောတယ်အဲ့တော့ရှောက်ကြည့်အောင်မလဲမသိဘူးနည်းနည်းတော့ကြောက်ဖို့ကောင်းပါစိတ်ဝင်စားစရာတွေရှိပါတယ်ရောက်သားလေးတွေပဲလာတော့ဒီကတော့ရှောက်ပဲအများထဲမှာစောင့်နေလို့နေပါပြီ1 2 3 let's goခုမြင်ရတဲ့အတိုင်းပါပဲဒီလာကြီးကလုံးဝ night life ကိုသိကြည့်ပါဗျာအတောင် beach ရဲ့နာမည်ကြီးတဲ့နေရာတစ်နေရာပါဒီဟာကြီးလည်းပါပါတယ်ဒီဟာအဆုံးကိုလက်လျှောက်သွားရင်ဖြင့်ကျွန်တော်တို့ဖူကက်ကမ်းခြေကိုရောက်မှာဖြစ်ပါတယ်ဖူကက်တွေဘားတွေကုန်စည်ဆိုင်လေးတွေအဲ့ဒါတွေအများကြီးပဲအဲ့တော့ဒါတော့အဲ့လိုမျိုးတော့တက်ပြီးဘားတွေရလေးပါလေးတောက်အဲ့လိုနေတဲ့သူတွေတော့ဒါတော့တို့တွေ product တွေတော့ဒီမှာရှောက်တယ်ပဲရှောက်သွားမယ်ဒီလမ်းကိုရှောက်ပြီးရှောက်တော့အစလေးပဲရှိသေးတယ်အရမ်းမိုက်တယ်သူကဘားတွေမှတ်တွေကိုဒီဇိုင်းမျိုးစုံနဲ့လုပ်ထားပြီးတော့လူတွေလာကြအောင်လုပ်ထားတယ်ခုနဆိုလို့ရှိရင်အုံးမြင့်လေးတွေလုပ်ထားတယ်ဒီဟာကြီးကြတော့jungle ပုံစံပေါ့ကြားတယ်ချင်းသေးတွေနဲ့jungle ပုံစံလုပ်ထားတယ်ဟိုးကမ်းခြေကြီးပေါက်တယ်ဒီမှာမိုက်တာပေါ့ကြည့်သွားမယ်နော်မနေ့ပြောရင်လည်းမျိုးလို့စူရင်ရတဲ့ night flight နေရာတွေကိုမကြိုက်ဘူးအော်ဒီမှာ Rafu ရန်ကုန်လာဝဲ Rafu ရဲ့ party rock ခွဲရှိရန်ကုန်မှာကြီးကွာရန်ကုန်မှာကြီးကွာ14နိုဝင်ဘာမှာလောက်ပါအဆိုတော့ရန်ကုန်ကနေကြီးကိုလာဟ
you ဒီကိုတော့နိုင်တော့လိုက်ဟုတ်တယ်ရမီးကိုဆိုင်ကြည့်ရမလို့ဒီဆိုင်ကြည့်ရမလို့ကိုဆိုင်ဝင်ရမလို့ဒီဆိုင်ဝင်ရမလို့အောင်တော့လမ်းတွေပဲလျှောက်ပြီးတော့စိတ်ဆက်သွားနေပါလေဒီလိုလာရင်မျက်လုံးကိုဆိုင်ဖို့ကင်လာတဲ့လူတွေရဲ့မျက်လုံးကိုသွားပြီးတော့မစုံမိလိုက်နဲ့စုံလာတဲ့ယူပါလားလာလို့လိမ့်မယ်တွေးခဲ့တာတော့ Lady Wine ပေါ့နော် Lady Wine နေနဲ့တပုတ်ထွဲရိုက်တယ်တပုတ်ထွဲရိုက်လို့ရှင်မတရားပေးရတယ်ဟုတ်တင်နာမှာ beach ကိုမြင်နေရပါပြီ beach ကိုထွက်ပါအောင်မယ်အဲ့တော့ဒီလမ်းကိုနောက်နဲ့ဆက်ပြီးတော့သုံးအောင်လိုက်ခဲ့ပါဦးဗျဒီနေရာကိုအတွေ့အကြုံသိဖို့လို့တော့ဘာဖြစ်ပြောပါရဲကြည့်ရရှုရတာရောနောက်ပြီးတော့ဒီလိုမျိုးဆိုင်ငံ decoration တွေရတယ်သူတို့ဒီဇိုင်းအပြိုင်မရိုးအောင်အဲ့မျိုးလုပ်ထားတဲ့အတွက်အဲ့ဒါတွေကြည့်ရဘာဖြစ်အမြင်တော့ကျယ်ပါတယ်အမြင်စမ်းပါတယ်လမ်းမတွေ့ရရင်တော့စူညံပူညံရာတွေကိုတွေ့ရတယ် night life သမားတွေတော်တော်အရင်ပြောလို့ကောင်းပါဘူးဒါပေမဲ့အဲ့လိုအရင်စူညံနေရတော့ကျွန်တော်မကြိုက်ဘူးဗျအဲ့လိုအရင်ဟိုဘကောဒီဘောဝတ်ဆိုင်ညာဆင်းဝင်ရွယ်ဟိုမသိတမျိုးကြီးပဲအဲ့ဒါဒီစူညံတာကြီးတော့ကျွန်တော်မပြောဘူးဗျဒါပေမဲ့နေရာအသစ်အတွေ့အကြုံတွေဖြစ်တဲ့တော့ဒါဖြစ်ရင်ခေါ်ပါတယ်နောက်ထပ်အထူးတန်းတစ်ခုပဲ
မြင်ဘူးတာပါချစ်စရာလေးပါကတာရန်လဲသူတို့စချွန်တာဘယ်လိုမသိရန်လဲတော်ပါတယ် idea လည်းရန်ကောင်းပါတယ်ကိုတူတူတစ်စင်အများကြီးရနေပေါ့နော်ကဲအဲ့တော့အခု beach ကိုမြင်နေရပါပြီဆက်သွားမယ်နော်ဒီအခုကျွန်တော်တို့နောက်မှမြင်နေရတော့ဒါကမ်းခြေတစ်ခုပေါ့နော်အခုကတော့ပသွန် beach အခုကတော့ညဖြစ်သွားတဲ့အတွက်ဘာမှသိမမြင်ရတော့ကျွန်တော်မနေ့ကမှတစ်ခေါက်တင်မောနဲ့ထွက်ပြီးတော့ဒီပင်လယ်တစ်လျှောက်ကြည့်မယ်အခုလောဆယ်ကတော့ညရဲ့ပင်လယ်ကမ်းခြေညအလောက်ပဲတူတူခံစားကြရပါတော့သူကဟိုကားလမ်းဘေးမှာ beach တန်းရှိရဆိုတော့မိုက်တာပေါ့နော်ဒီမှာလည်းဆိုင်ပုတ်လေးတွေရေးထားတယ်ပတောင်း beach ကျွန်တော်တို့မနေ့ကစီးပဲတင်မောဟိုးမှာဒီလင်းနေတာအခုကဘာမှမရသေးဘူးကျွန်တော်လည်းတရားမရဘူးညမှန်နေတက်တာမနေ့ကျရင်တော့ပြိသက်ကြီးကတခါခေါ်ရမယ်တင်မောနဲ့ဟိုးပင်လယ်ဝါးတွေသွားမယ်ရေငုတ်မယ်ကျွန်းတွေသွားရှောက်လဲမယ်โอเคဒီနေ့ကတော့လည်းမှောင်ဝိုင်းတော့ဘင်္ဂလားစထရီကနေပြီးတော့ပြန်ထွက်လာပါပြီ။နောက်အေးဝါပဲ။တော်လောက်စီနီယံတာနေမခံနိုင်ဘူး။ဟုတ်တော့ဘလို့မနော်။တော့မအရင်အဲ့လောက်ကြီးစီနီယံနေမကြိုက်ဘူး။ဟုတ်တော့ခုနshopping mall တော့ပြန်သွားပါမယ်။အမညစာလေးကိုစားပြီးတော့ဟိုလည်းပြန်မယ်။နားမယ်။နေ့ထန်ကြရင် surprise တွေသဟာ